Leo. Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့ကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် YouTube channel ကတော့ကစားပွဲပြီးရင်နီးပြတွေကစားသမားတွေကို interview တွေအကုန်လုံးကိုကျွန်တော်တနိုင်သမျှလေးကျွန်တော်မြန်မာလိုဘာသာပြန်ပေးတာဖြစ်ပါတယ်ကျွန်တော် channel ကိုလည်း like and subscribe လုပ်ကြဖို့မမေ့ပါနဲ့အောင် Okay ဆက်လိုက်ကြရအောင်ဒီမိကောကတော့ Lionel Messi ကိုမိရတာဖြစ်ပါတယ် channel လေးက Leo ရဲ့Gaston ဘာတွေလောက်နေလဲ Gaston တယောက်ကနေပဲပွဲတော်အတွက်အကုန်ဆင်ပြေနေတာပေါ့ကဲကမ္ဘာဖလားပြန်ပွဲရဲ့ပွဲစဉ်တစ်ပွဲထဲမှာ3ဂိုးသွင်းပြီးကလိုဆေးရဲ့စံချိန်ကိုလိုက်မိခဲ့ပြီးပေါ့ကမ္ဘာဖလားသမိုင်းတစ်လျှောက်ပွဲတစ်ပွဲထဲမှာ2ဂိုးဒါမှမဟုတ်3ဂိုးသွင်းတဲ့အသက်ကြီးဆုံးကစားသမားဖြစ်လာခဲ့ပြီလေပထမဆုံးဂိုးသွင်းပြီးတဲ့အချိန်မှာမစ်တော်လေးစိတ်လှုပ်ရှားပြီးတော့မျက်ရည်ကျနေတာတွေ့ရတယ်ဘာကြောင့်လဲဆိုတာသိပြစီလီယိုရဲ့မင်းအောင်ပွဲခံရင်ငိုတာမျိုးငါတို့မြင်ရခဲလို့လေမဟုတ်ပါဘူးအမှန်တိုင်းပြောရင်ဒါကအားကစားနဲ့လုံးဝမသက်ဆိုင်ဘူးကိုကြီးကိုတာကိစ္စတစ်ခုကြောက်ပါပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာပဲကျွန်တော်တော်တော်လေးစိတ်ပင်ပန်းခဲ့ရတဲ့အချိန်တွေကိုဖျက်ဆီးခဲ့ရလို့ပါဒါပေမဲ့အသင်းဖွဲ့တစ်ခုလုံးနဲ့ကျွန်တော်ရဲ့အသင်းဖော်အားလုံးကိုတော်လေးကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့သူတို့တွေကကျွန်တော်ပြင်မှာအမြဲရှိနေပြီးကျွန်တော်အဆင်ပြေသွားအောင်ခွန်အားတွေအများကြီးပြီးခဲ့ကြလို့ပါဒါပါပဲတခြားတော့ဘာမှမရှိပါဘူးHello Leo မင်းစုပလာအကုန်လုံးရရှိတာပြီးဆိုတာလူတိုင်းသိပါတယ်ဒါပေမဲ့အခုအမေရိကန်နိုင်ငံနယူးဂျာစီမှာမင်းရဲ့နာမည်နဲ့လမ်းတစ်ခုကိုတရားဝင်အမည်ပေးလိုက်ပြီးဆိုတာကိုကျွန်တော်တို့ TV Republic ကမှာပြသခဲ့ပါတယ်ဆိုလိုတာကတယောက်ယောက်ကစိတ်ကူပေါက်လို့ပေးလိုက်တာမျိုးမဟုတ်ပဲ project တစ်ခုအနေနဲ့တင်ပြပြီးတရားဝင်လှုပ်ဆောင်ခဲ့တာပါမင်းစုပလာအကုန်ရခဲ့ပေမဲ့နယူးဂျာစီမှာမင်းနာမည်နဲ့လမ်းတစ်ခုရှိလာလိမ့်မယ်လို့တခါလောက်ဖြစ်စိတ်ကူရင်ဘူးလားအဲ့ဒါကိုကျွန်တော်မြင်ပါတယ်မမြင်ဘူးပါဘူးဒါမျိုးရောကျွန်တော်အခုဖြတ်တန်းနေရတဲ့ဘဝမျိုးကိုရောတခါမှစိတ်ကူမြင်ခဲ့ပါဘူးကျွန်တော်အမြဲပြောလေးရှိတယ်လို့ပဲအခုကျွန်တော်ဖြတ်တန်းနေတဲ့အရာအားလုံးကဘဝရဲ့အပူစုတွေပါပဲတူးချင်းရောအသင်းဖွဲ့လိုက်ပါကျွန်တော်စိတ်ကူရင်ဘူးတာထက်ပိုပြီးအကုန်လုံးကိုအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ကံကောင်းမှုမျိုးရရှိခဲ့တာပါအခုချိန်မှာတော့ကျွန်တော်ဒီလိုလှပတဲ့အသင်းဖွဲ့လေးနဲ့အတူပျော်ရွှင်နေရပြီးကွင်းထဲမှာကျွန်တော်အမြဲအနှစ်သက်ဆုံးအရာကိုပျော်ရွှင်ကစားနိုင်ဖို့အတွက်တင်ကြမ်းမှရှိနေတာကိုပဲကျေးဇူးတင်မိပါတယ်အမှန်တိုင်းပြောရရင်ကျွန်တော်ငငယ်ကစိတ်ကူရင်ခဲ့တာထက်အများကြီးပိုပြီးရခဲ့တာပါFirst ball ကပါလီယိုရဲ့ main ကမ္ဘာဖလားပြိုင်ပွဲမှာပထမဆုံးကျင် hat-trick သွင်းယူနိုင်ခဲ့ပြီဒါကမင်းရဲ့ကစားသမားဘဝမှာလိုအပ်နေသေးတဲ့အရာတစ်ခုလို့ပြောရင်ရမလားမင်းအဲ့ဒါကိုဘလို့ရင်ဆိုင်ခဲ့လဲပွဲစဉ်ကိုရဘလို့ဖြတ်တန်းခဲ့လဲမင်းတို့ထင်ထားတဲ့အတိုင်းဖြစ်လာခဲ့ရဲ့လားဟုတ်ပါတယ်ဒါကခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ကြိုသိထားပါတယ်ဘာလို့လဲဆိုတော့သူတို့စီမှာအရေးချင်းကိုစီရှိကြပြီးတက်ကြွကြတယ်ကစားအရန်ကောင်းတဲ့ကစားသမားတွေရှိနေလို့ပါအကယ်၍ကျွန်တော်တို့သာသူတို့ကိုဘောလုံးပေးထားလိုက်ရင်သူတို့တွေအခွင့်အရေးတွေဖန်တီးနိုင်မှာပါဒါပေမဲ့ကျွန်တော်တို့ဘောလုံးမရတဲ့အချိန်တွေမှာနေရာယူပုံကောင်းမွန်ခဲ့တယ်လို့စောစောစီအသာစီရယူနိုင်ခဲ့ပြီးပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်ပထမပိုင်းမှာဘောလုံးပိုင်ဆိုင်မှုပိုင်းအနေငယ်ရုန်းကန်ခဲ့ရလို့ထုံးစံတိုင်းပွဲကိုမစိုးမိုးနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့အခြေအနေပြောင်းလဲသွားပါတယ်အဓိကပြိုင်ပွဲကြီးတွေရဲ့ပထမဆုံးပွဲစဉ်တွေနဲ့ကမ္ဘာဖလားပွဲစဉ်တွေကအမြဲတမ်းခက်ခဲတတ်တာသဘာဝပါပဲကျွန်တော်တို့ပြီးခဲ့တဲ့ကမ္ဘာဖလားတုန်းကလည်းဒီလိုအတွေ့အကြုံမျိုးရှိခဲ့ဘူးပြီးဒီကမ္ဘာဖလားမှာလည်းဘယ်အသင်းကမှအလကားမပေးဘူးဆိုတာမြင်တွေ့နေရပါတယ်အသင်းတိုင်းကအရန်ပြိုင်ဆိုင်မှုပြင်းထန်ပြီးအသင်းတိုင်းမှာကိုယ်ပိုင်ဗျူဟာတွေနဲ့ကောင်းကောင်းပြင်ဆင်လာခဲ့ကြတာပါပွဲတိုင်းကအရန်အကျိန်းနဲ့ရှိပြီးချန်ကန်မှုပိုင်းမှာလည်းပြင်းထန်ပါတယ်တော်တော်များများကအတန်မာကြသလိုကစားလဲကောင်းကြတယ်ကျွန်တော်တို့ကိုကောင်းလေးလာထားကြတာတကယ်လို့အရာတိုင်းကအရန်အခြေအနေတူညီမျှနေတာပါTNT Sport ကပါလီယိုရဲ့မင်းရဲ့အခုလိုအသက်အရွယ်နဲ့မဲအောင်မြင်ပြီးသမျှအရာတွေနဲ့ဆိုရင်မင်းကတကယ်ကိုဂုဏ်ယူစရာနဲ့စံပြပုဂ္ဂိုလ်တယောက်ပါဒီလိုပြိုင်ဆိုင်လိုတဲ့စိတ်ဆန္ဒတွေကိုမင်းဘယ်နေရာနေဆက်ပြီးရှာဖွေနေတာလဲအဲ့လေးပြောပြပေးပါဦး para seguir teniendo ese apetito competitivo Bueno, gracias primero después. ဟုတ်ကဲ့ပထမအဆုံးကျေးဇူးတင်ပါတယ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ဘလုံးကစားရတာကိုကြိုက်တယ်အဲ့ဒါကငယ်လေးကတည်းကကျွန်တော်ယူသွင်းမှုပါအခုလိုကိုအခြေအနေကောင်းနေတဲ့အချိန်မှာအကောင်းဆုံးပေးဆက်သွားမှာပါအခုကျွန်တော်တို့Rafa Nadal ရဲ့ documentary ကိုကြည့်နေကြပြီးကျွန်တော်သူ့ကိုတော်တော်လေးစာနားလည်မိတယ်လို့အဲ့ဒီစိတ်သက်ပိုင်းမှာကျွန်တော်တို့အများကြီးတူညီကြရလို့ထင်ပါတယ်ကျွန်တော်ကအမြဲတမ်းအကောင်းဆုံးပေးဆက်ခြင်းနဲ့အမြဲတမ်းအကောင်းဆုံးဖြစ်နေခြင်းပြီးအဲ့လိုနီးနဲ့ပဲပျော်ရွှင်မှုကိုရှောက်ပေးပါတယ်
အဲ့လိုလုံနိုင်စွမ်းရှိပြီးအခြေအနေကောင်းနေသေးတော့ကျွန်တော်ဒီနေရာမှာဆက်ရှိနေအောင်မှာပါကဲလီယိုရဲ့အခုကျွန်တော်တို့ကက်တီနာ30အာဂျင်တီးနားအတွက်ဓာတ်ရိုက်ထုတ်လွှင့်နေတာပါမင်းတိကောင်းတိနိုင်ပေမဲ့မင်းကအခုကလိုစီရဲ့အတူကမ္ဘာဖလားသမိုင်းတစ်လျှောက်ကိုအများဆုံးသွင်းယူသူဖြစ်လာခဲ့ပြီးအဲ့ဒီကဏ္ဍတွေကိုမင်းအာယုံစိုက်မိသေးလားမဟုတ်ပါဘူးအမှန်တိုင်းပြောရရင်အာယုံမစမ်းမိပါဘူးကလိုစီဒါမှမဟုတ်ရိုနယ်ဒိုတို့ကိုကစားသမားကြီးတွေနဲ့တဒန်းနဲ့ရှိနေရတာကတကယ်ကိုဂုဏ်ယူစရာပါဂုံထူးဆောင်တစ်ခုဖြစ်တာကတော့အမှန်ပါပဲဒီနေ့နှစ်ကိုသွင်းခဲ့တဲ့ဘာပီဝဲလည်းရှိနေတာပဲလေဒါပေမဲ့နောက်ဆုံးတော့ဒါတွေကကိန်းဂဏန်းအချက်လက်တွေသက်သက်ပါပဲတခြားဘာမှမဟုတ်ပါဘူးသူတို့အားလုံးနဲ့ရှင်ပြန်ခွင့်ရတာဂုဏ်ယူစရာဖြစ်ပေမဲ့ကျွန်တော်တို့တော့ဘာမှထူးခြားတဲ့ပဲမရှိပါဘူးကျွန်တော်မြင်ဘူးသမျှတဲမှာဘရာဇီးကရိုနယ်ဒိုကအကြီးကျယ်ဆုံးစားနေပေမဲ့ကစားသမားတွေကတယောက်ပါဒါပေမဲ့သူကအခုပထမနေရာမှာရှိမနေဘူးလေဒါကြောင့်ဒါတွေကကိန်းဂဏန်းအချက်လက်တွေပဲပြောချင်ပါတယ်ကစားသမားကောင်းပေမဲ့လည်းဂိုးများဆုံးမသွင်းတာကိုလည်းလူတွေလည်းအများကြီးရှိနေတယ်လေအဲဒါကြောင့်မို့လို့ပါခက်ခဲတဲ့အသင်းတစ်သင်းကိုအသေးအံကစားပြီးနိုင်ပွဲရခဲ့တဲ့ပေါ်ခန်းစားချက်လေးပြောပြပေးပါဦးရလက်အတွက်အများကြီးပျော်ရွှင်ရပါတယ်ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းပွဲကဖြစ်လာခဲ့တာပါသူတို့ရဲ့အရေးချင်းတွေကိုကျွန်တော်တို့သိပါတယ်သူတို့မှာတူးချင်းအရေးချင်းရှိတဲ့ကစားသမားကောင်းတွေရှိပြီးသူတို့ဘာလုပ်ရမလဲဆိုတော့ကောင်းကောင်းသိကြတယ်အချို့အချိန်တွေမှာကျွန်တော်တို့ရုန်းကန်ခဲ့ရတယ်လို့ခံစစ်လည်းအပီပင်ကစားခဲ့ရပါတယ်ဒါပေမဲ့ဒီအသင်းကခံစစ်ကစားဖို့လိုအပ်လာရင်လည်းဘာပြဿနာမှမရှိပဲကစားနေတဲ့အသင်းပါဒါကြောင့်ကျွန်တော်တို့အခွင့်အရေးကိုရှာဖွေနိုင်ခဲ့ပြီးကမ္ဘာအကောင်ဆုံးကစားသမားမက်ဆီရဲ့အကူအညီနဲ့အချိန်ကိုက်ဂိုးသွင်းယူနိုင်ခဲ့တာပါသူကကျွန်တော်တို့ရဲ့ဘဝကိုပိုပြီးလွယ်ကူအောင်လုပ်ပေးခဲ့တာပါ Thank you ပါမက်ဆီအဲ့ဒီပခုံးအနေထားပြပြီးအနီးကပ်ပြေးရတဲ့လူချွန်ဘောတွေကနှစ်ဖက်စလုံးအတွက်တော်တော်လေးစိတ်လေးနော်အော်အဲ့ဒါလားကျွန်တော်အဲ့ဒါကိုတည်တည်ချာမမြင်မိလိုက်ဘူးခြေတောက်ကလူမကြုံပဲပခုံးနဲ့လက်မောင်းကရှေ့ရောက်နေတာမျိုးလားကဲဒါကအခုခေတ်ပုံလုံးလောကရဲ့အစိတ်ပိုင်းတစ်ခုပဲပေါ့ဗျာ VR ရှိနေပြီပဲနင်းနဲ့အားလုံးတားပြနေတာဆိုတော့1 မီလီမီတာလောက်ကပဲပွဲတစ်ပွဲကိုနိုင်စေတယ်လို့ရှုံးလဲဆုံးစီနိုင်ပါတယ်ဒါပေမဲ့ဒါကဘောလုံးရဲ့သဘာဝပါပဲထပ်ပြောရရင်ကျွန်တော်တို့ကတကယ်ပြိုင်ဘက်ကောင်းတဲ့သင်းကိုကောင်းချင်းဆိုင်ကစားနိုင်ခဲ့တာပါအခုကပထမဆုံးပွဲစဉ်ပဲရှိသေးတာမို့ဆက်ပြီးတူတောင်းစူးစမ်းပြီးအလုပ်စူးစမ်းသွားရပါမယ်နံပါတ်10မက်ဆီကတော့ထာဝရဘယ်လာမသိဘူးเนาะကွင်းတဲ့နေရာအနှံ့မှာတွေ့နေရတာဘောလုံးတွေလည်းပြန်လူပေးတယ်ဟက်ထရစ်နဲ့တူတကယ်ကိုကြောက်စရာကောင်းတဲ့ပွဲစဉ်တစ်ပွဲပဲเนาะထာဝရဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်ဗျာကျွန်တော်တို့နဲ့အတူအမြဲတမ်းရှိနေပါစေလို့ဆုတောင်းပါတယ်ကျွန်တော်တို့ကတော့သူ့ကိုပျော်ရွှင်ကစားသိခြင်းကိုတတ်ပါပဲသူလည်းပျော်ရတွေ့ရတယ်ကျွန်တော်တို့ကသူကစားရတာတသက်ဖြစ်စေမဲ့အသင်းအဖွဲ့နဲ့စုဖွဲ့မှုမျိုးဖြစ်အောင်ဖန်တီးပေးဖို့ကြိုးစားကြပြီးအဲ့ဒါကကွင်းထဲမှာပုံနေတယ်လို့ထင်ပါတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှော်ဆန်တဲ့အကွက်တွေကတော့သူ့စီကနေပဲလာတာပါအချို့ຢာတွေကဘယ်တော့မှမပြောင်းလဲပါဘူးသူ့ရဲ့ဆာလာမှုမျက်နှာအမူအရာတွေနဲ့မျက်လုံးတွေကိုကြည့်လိုက်ရင်ကာတာကမ္ဘာဖလားတုန်းကလို့အထူးခြားဆုံးတောင်းလောင်နေတဲ့မီးတောက်ကိုမြင်ရတယ်မဟုတ်လားဟုတ်ကဲ့တန်တရားဖြစ်စာမလို့အောင်အဲ့လိုနိုင်ချင်စိတ်ရှိတဲ့ဆန္ဒမီးတောက်ကရှိနေသေးပါပဲဒါကအနိုင်ရတာကိုမျက်နှာတဲ့ကွင်းထဲမှာရှိနေတာကိုပျော်ရွှင်တဲ့ဘာကူမှမကြောက်ပဲအချင်းပြဘောလုံးကိုတောင်းခံနေတဲ့အသင်းဖွဲ့နဲ့တူးချင်းအရေးချင်းတွေရှိတဲ့အုပ်စုတစ်ခုလို့ထင်ပါတယ်အဲ့ဒါကကျွန်တော်တို့ရဲ့ထူးခြားချက်ဖြစ်ပြီးကျွန်တော်တို့ဝေးရအောင်ခေါ်ဆောင်သွားနိုင်မှာပါအခုဆိုရင်အားနေတယ်လို့ထင်ရတဲ့အသင်းတွေကအံ့အသင်းကြိုင်လုတ်ပြနေတာမို့ဒီနိုင်ပွဲကိုတန်ဖိုးထားရပါမယ်အယ်ဂျီးရီးယားကအတွေ့အကြုံရှိပြီးတော်လေးမာကျော်လို့အာဂျင်တီးနားရဲ့နောက်ထပ်ပွဲစဉ်2ပွဲဖြစ်တဲ့အော်စတြေးလျနဲ့ဂျော်ဒန်ဒါမှမဟုတ်ရင်ဘရိန်ပွဲစဉ်ဒီလည်းကျန်တဲ့အောင်မှာပါတန်တဲ့ဖြစ်စာမလို့ပါဘူးကျွန်တော်တို့ဘယ်သူမှရှုံးမတွက်ပါဘူးဒီကကမ္ဘာဖလားမှာရှိတဲ့အရေးအသွေးတွေကိုကျွန်တော်တို့ကောင်းသိပါတယ်နောက်ဆုံးတော့အသင်းအားလုံးကကမ္ဘာအကောင်းဆုံးကစားသမားတွေနဲ့ဖွဲ့စည်းထားတာပါဒီနေ့အယ်ဂျီးရီးယားနဲ့ပွဲမှာလည်းသူတို့ရဲ့အရေးချင်းကိုမြင်တွေ့ခဲ့ရပြီးပါပြီကျွန်တော်တို့တော့မန်အော်ပေမဲ့သူတို့ကိုခဏမကြည့်ဖြစ်တဲ့လူတွေတော့အံ့ဩစရာဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကပြောခဲ့တယ်လို့ပဲဆက်ပြီးအလုပ်ကြိုးစားသွားမှာဖြစ်ပြီးအဝေးကြီးထိသွားနိုင်ဖို့မျှော်လင့်ပါတယ်အာဂျင်တီးနားကပြည်သူတွေကိုတူတုတ်ပါပြောချင်လဲပြည်သူတွေကိုတော့ထုံးစံတိုင်းပါပဲကျွန်တော်တို့ကိုပြည်သူများချစ်တွေအတွက်အများကြီးကျေးဇူးတင်ပါတယ်ကမ္ဘာဖလားပြန်ပွဲစတင်နိုင်သူတို့တွေမျှော်လင့်ချက်တွေယူသွမှုတွေပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတတ်တာကျွန်တော်တို့သိပါတယ်အိမ်တွေမှာအသားကင်စားရင်ဘီယာတောက်ရင်ဒါမှမဟုတ်ရင်ဖာနက်တောက်ရင်တူစုံစည်းနဲ့တကယ်ကိုပျော်ရွှင်ဖြတ်တန်းကြပါလို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုအချိန်တွေကတကယ်ကိုလှပလို့ပါကျွန်တော်တို့ဒီမှာပျော်ရွှင်နေသူတို့လည်းအိမ်မှာပျော်ရွှင်နေကြ
ကြလိမ့်မယ်ဆက်ပြီးတော့လည်းဒီလိုပဲအားပေးကြလိမ့်မယ်လို့ que မျှော် lo လင့်ပါတ disfruten ယ် de verdad, porque estos momentos son lindos, nosotros lo disfrutamos acá, eso ellos espero que lo disfruten en casa y que lo sigan haciendo de la misma forma.